အားလုံးမင်္ဂလာပါဒီနေ့မှာတော့ USC ရဲ့အကောင်းဆုံးနဲ့အထူးခြားဆုံးဖိုင်တာနှစ်ယောက်ကြောင်းပြောပြခြင်းပါတယ်ဒီဖိုင်တာနှစ်ယောက်ကတော့စပိန်နဲ့ဂျော်ဂျီယာနိုင်ငံသားအီလီယာထဗိုရီယာနဲ့ကျွန်တော်တို့ရဲ့ချင်းဖိုင်တာလေးဂျော်ရှွာဘန်တို့ဖြစ်ပါတယ်စထရိုက်ကာသမားစစ်စစ်တွေဖြစ်ပြီးဂရောင်းသမားတွေပြန်ရောက်ရတာဒီဖိုင်တာနှစ်ယောက်ပဲရှိပါတယ်စထရိုက်ကာကမှဘော်စင်ဆန်ဆော့တဲ့စထရိုက်ကာတွေပါအဓိကလက်တိချက်ကိုပဲအဓိကထားကစားတာပါလိုအပ်မှခြေကန်ချက်တွေထုတ်သွင်းတဲ့ဖိုင်တာမျိုးတွေပါကောင်းပြီဆိုတဲ့ဂရောင်းသမားတွေကိုလည်းအလေးထုံးနဲ့အနိုင်ပြထားပါတယ်MLB လောကမှာစထရိုက်ကာသမားတွေကိုချန်ပီယံမျှော်လင့်ချက်ပြန်ပေးနိုင်ပြီးပရိသတ်တွေကိုလည်းစိတ်ဝင်စားမှုပြန်လည်ပေးဆပ်နိုင်ခဲ့ပါပြီ။အရင်ကဆိုဂရောင်းသမားနဲ့စထရိုက်ကာတွေတွေ့ရင်တေချာပေါက်ဂရောင်းသမားတွေနိုင်မယ်ဆိုတာပရိသတ်တွေကကြိုသိနေပါတယ်။ဒါကြောင့်မို့ပွဲကရင်ခုန်စရာမကောင်းပါဘူး။နောက်ပြီးပွဲကကြည့်ရတာလည်းတအားပြင်းစရာကောင်းပါတယ်။အခုချိန်မှာတော့စထရိုက်ကာတွေကမင်းချုပ်ပြီးငါထိုးလက်ဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားတာပါ။ဂျော်ဂျီယာဘန်ပါဝင်ထိုးတက်တဲ့ USC 32အိမ်မှာနှစ်ပန်းကောင်းပါတယ်ကြံပါတယ်ဆိုတဲ့ခဇက်ချမာရဲ့လည်းရှောင်းဆွေးလန်းကိုအမတ်နဲ့ရှုံးနိုင်ခဲ့ပါတယ်။အခုဆို USC မှာဂရောင်းသမားဆိုလို့ဝေတာဝိတ်နန်ကအစ္စလာမ်ခါချက်တယောက်ပဲချန်ပီယံဖြစ်နေတာပါ။ကျန်တဲ့ချန်ပီယံတွေကစထရိုက်ကာသမားတွေကြီးပါပဲ။ Fly ဝိတ်တန်းမှာဆိုကျွန်တော်တို့ချင်းဖိုက်တာလေဂျော်ရှူအာဘန်ဘတ်တန်ဝိတ်တန်းမှာလည်းပီတာရန်ရုရှားသားဆိုပေမဲ့စထရိုက်ကာပါပဲ။ဖေသာဝိတ်တန်းမှာဆိုဘိုကန်နော့စကီလိုက်ဝိတ်တန်းမှာဆိုအီလီယာထဗိုရီယာမီဒယ်ဝိတ်တန်းမှာဆိုလက်ရှိပူနူနေချန်ပီယံကြီးရှောင်းဆွစ်လန်လိုက်ဟဲဗီဝိတ်တန်းမှာဆိုကာလိုဥစပန်heavy weight မှာဆိုဒေါ်အစပန်နော်ဝေးတန်းရှိခုမှာဝေးတန်း9ခုကချန်ပီယံတွေကစထရိုက်ကာတွေဖြစ်ပြီးဝေးတန်းတစ်ခုပဲဂရောင်းသမားဖြစ်နေတာပါအစ္စလာမ်ကချက်တောင်ချန်ပီယံမြဲဖို့မသေးကြပါဘူးသူပြောင်းလာတဲ့ဝေးတန်းကဆရာတွေများပါတယ်ရှုံးမမရှိတဲ့ဖိုင်တာတွေတောင်ရှိပါတယ်လက်ရှိအစ္စလာမ်ကချက်ကဝေးတန်းမှာတဝဲပဲထိုးရပါလေဒီလိုကမန်းကတဲ့အခြေအနေမျိုးတွေဆို USC ပရိသတ်တွေကပိုပြီးစိတ်ဝင်စားပါတယ်ဂျော်ရှွာဘန်နောက်ထပ်ခပတ်ကာကွယ်ရမယ့်ပွဲကဘယ်ချီထိုးရမလဲမသိပေမဲ့ပန်နိုဂျာနဲ့ထိုးသက်ရမှာတော့သိကြပါတယ်။အဲဝဲမှာလည်း BJ ဖိုးကြီးကိုဘယ်လိုကင်တွယ်ပြမလဲဆိုတာစိတ်ဝင်စားစွာနဲ့စောင့်ကြည့်အောင်ပါ။အီလီယာတဗိုရီယာနဲ့ဂျော်ရှွာဘန်က USC မှာထူကြတဲ့ဖိုင်တာနှစ်ယောက်ဆိုတာပရိသတ်တွေရော USC ဖိုင်တာတွေရောတဖြည်းဖြည်းမြင်လာပါပြီ။နောက်ဆိုစထရိုက်ကာသမားတွေအတွက်စံပြပုဂ္ဂိုလ်နှစ်ယောက်တောင်ဖြစ်လာနိုင်ပါတယ်။အခုလိုကျွန်တော်တို့ချင်းဖိုင်တာလေ USC မှာမထင်မှတ်ထားလောက်အောင်အမြင်မှုတွေရရှိနေတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကိုယ်ယူမဆုံးဖြစ်ရပါတယ်။အတက်ရွယ်ရလည်း24နှစ်ပဲရှိရတာကြောင့်ဒီတက်မကအောင်မြင်ဖို့တဲ့အလားအလာရှိပါတယ်ကျွန်တော်တို့မြန်မာလူငယ်တွေအတွက်လည်းလူသားစရာကောင်းတဲ့စံပြကောင်းတစ်ယောက်ဖြစ်လာခဲ့ပါပြီဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တော့စိတ်ဝင်စားစရာကောင်းတဲ့ MMA အကြောင်းအရာတွေနဲ့ Fighting Sport အကြောင်းအရာတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ညီကိုတို့ရဲ့ဒီမင် user ချက်တွေကိုလည်း comment မှာရေးပေးသွားလို့ရပါတယ်